ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့လေးကဆိုရင်ဒီ customer လေးကဆိုရင်ဒီနေ့ DJ တဲ့အကောင့်လေးနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ဒီမမကဆိုရင်ပထမဦးစွာသူကအယောင်ကိုစိုးချင်တဲ့တလူလုံးနဲ့မစိုးချင်တဲ့လူလိုဖြစ်နေတယ်ပေါ့နော်နောက်ဆိုတော့အယောင်လေးကိုစိုးလိုက်တာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါအခုကထွက်လာတဲ့ရက်လက်လေးကဆိုရင်ကန်စတာမာတို့မြင်တဲ့အတိုင်းလေးပေါ့နော်အကောက်သားလေးကိုတင်းတင်းလေးပေါ့နော်အပေါ်ကဖြောက်ထားပေးတယ်အောက်နာလေးကိုဒီဂျီတဲ့အကောက်လေးနဲ့ကောက်ထားပေးတာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါအကောက်လေးဒီဂျီတဲ့အကောက်လေးကြတော့အုံလေးရအောင်ပေါ့နော်တေချာလေးဂရုစိုက်ပြီးတော့စပင်ပုံသွင်းပြီးတော့ဒီဂျီတဲ့လေးကောက်ပေးထားတာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါဟုတ်ကဲ့ဒီကကန်စတာမာများပေါ့နော်တကယ်လို့ညီမစီမလာလုပ်ချင်နေဆိုရင်ညီမနဲ့အရင်တိုက်ပေးလို့ရပါတယ်ရှင်ဘယ်လိုဒီဇိုင်းလေးလုပ်ချင်လဲကိုရဲ့အလုံးနဲ့ဆင်ပြေတဲ့အယောင်လေးကိုရွေးချင်တာဘယ်လိုမျိုးပေါ့နော်တိုင်ပင်ပြီးတော့တေချာဆွေးနွေးပြီးတော့လုပ်လို့ရပါတယ်ရှင်ဟုတ်ကဲ့ပါအခုလိုမျိုးပေါ့နော် live ဘော်ကနေပြီးတော့ယုံယုံကြည်ကြည်နဲ့လာပြီးတော့အားပေးသွားတဲ့မမလေးနှစ်ယောက်ကိုလည်းအထူးကို